ပွားစီမုတ်လို့ပြောမယ်ဆိုရင်ဖုံဖူပွားစီမုတ်ဒီပွားစီမုတ်ကလေးကြတော့သူကစောတာမုတ်တီးတန်းစောတာမုတ်ပြောတာမဟုတ်ဘူးเนาะဒီပွားစီမုတ်မှာစောတာပါပြီးသားเนาะမောလို့တာပဲဖြစ်အကြောကြောတာပဲဖြစ်ဒီပွားစီမုတ်သုံးပြီးရပြီပေါ့เนาะနောက်တစ်ခုကလေးကြတော့ကြောက်ကြောမုတ်လို့ပြောမယ်ဆိုရင်ဖုံဝန်းကြောက်ကြောမုတ်ပဲစိမ်မုတ်လို့တဲ့ပဲစိမ်မုတ်လို့ပြောမယ်ဆိုရင်ပန်းถั่วแขวပဲစိမ်မုတ်ဒီလောပြီးနဲ့မုတ်လို့ပြောမယ်ဆိုရင်แป้นมันสำปะหลังဒီလောပြီးနဲ့မုတ်လို့ပြောတာเนาะဆန်မုတ်လို့ပြောမယ်ဆိုရင်แป้นข้าวเจ้าဆိုရင်ဆန်မုတ်ပြောတာเนาะနောက်တစ်ခုကကောက်ညင်မုတ်လို့ပြောမယ်ဆိုရင်แป้งข้าวเหนียวကောက်ညင်မုတ်ကိုပြောတာနောက်တစ်ခုကပြောင်ဘူးမုတ်လို့ပြောမယ်ဆိုရင်แป้งข้าวโพดဆိုရင်ပြောင်ဘူးမုတ်ကိုပြောတာเนาะနောက်ဆုံးတစ်ခုကလေးကြတော့ဂျုံမုတ်လို့ပြောမယ်ဆိုရင်แป้งสาลีဆိုရင်ဂျုံမုတ်ကိုပြောတာเนาะสังเกเกรีโกวินมอเตอร์ไซค์สังเกเกรีขอปีบาเรียกวินมอเตอร์ไซค์ให้หน่อยล้านเทกตัวเมไปปากซอยสังเกค่าไปเล่าเลยค่ามอเตอร์ไซค์เท่าไหร่